ရွာမှာဖြစ်ပျက်ခဲ့တယ်မနေစိမ့်နဲ့မောင်ကျရဲဆိုတဲ့သူတို့ရဲ့အတွဲလေးရဲ့ဇက်တိုင်ဆိုတဲ့အဲ့ဒီကြောင်ရလေးကိုတင်စားရေးထားတဲ့ခြေလေးပဲဖြစ်ပါတယ်အဲ့ဒီကတော့ဖြစ်ရမဲ့လေးပဲဖြစ်ပါတယ်မနေစိမ့်နဲ့မောင်ကျရဲဟာတော်ချစ်ခဲ့ကြပြီပဲနိုင်ဝါရဲ့ချာနာလို့သူတို့ကစစ်စာဖောက်ပြီးတော့မနေစိမ့်ကလက်ခွဲနေပါတယ်ဒီကြောင်ရလေးကြောင့်မောင်ကျရဲခရလည်းအသေးကိုလေးတဲ့ရတဲ့အသက်ပါဆုံးရှုံးသွားရှာပါတယ်အဲ့ဒီအကြောင်းလေးကိုမောင်ကျရဲဒီဖြစ်ရမဲ့ဇက်လန်လေးရဲ့အစီခါတော့ကရွာဒီမှာ